ထောင်ရှက်50ဘုန်းနဲ့တုန်းကတောမတ်အက်စတင်ဆိုတဲ့ British လူမျိုးတယောက်ဩစတြေးလျနိုင်ငံကဗစ်တိုရီးယားပြည်နယ်တစ်ခုပြောင်းရွှေ့ပြီးဤကပေါင်းတောင်ကူတော်လောက်ကိုဝယ်ယူခဲ့တယ်။ယခုလက်ရှိတော့ဘာဝင်ပန်းလို့လူတိများနေရမို့ဒါပေမဲ့တိမကြခင်မှာပဲသူဟာအင်္ဂလန်ကိုပြန်လာတာကြောင့်ရုံးမျိုးတည်ယူပြီးတော့အင်္ဂလန်ဘာနာမည်ကြီးရဲ့ရုံမဲပစ်ကင်းပြန်လာတိုင်းပွဲအတွက်ညစီငါပြောရှိတဲ့ရုံကောင်ရပေါင်း24ကောင်တည်ယူပြီးတော့သူ့ channel မှာလွတ်ပေးခဲ့တယ်။ရုံတွေကိုလည်းပေါ်တက်တေးထိမှတ်ခဲ့တယ်။နှစ်လောက်အကောင်ကြီးမျိုးပွားစေပြီးတဲ့နောက်မှာသူဟာရှားတဲ့နဲ့သူ့ channel ကြီးထဲမှာပြပရုံမဲလိုက်ခဲ့ကြတယ်။ဒါပေမဲ့ရုံကောင်ကြီးဟာမထင်မှတ်ထားတော့စမ်းမတက်တူပွားလာခဲ့တယ်။နောက်ကြတော့လက်အမားတွေကလည်းရုံတွေသူတို့လည်းတဲ့စားတော့ပစ္စည်းနေရဲဆိုတဲ့တိုင်းတဲ့မှုရှိလာခဲ့တယ်။ရုံတွေဟာအော်စတင်ရဲ့ channel မှာကိုကျူးကျော်ပြီးစတင်တောင်းကျနေကြတယ်။ထောင်ရှက်ဆွဆန်လာဦးနဲ့မှာတော့အော်စတင်ရဲ့ channel ကြီးကနေရုံကောင်ကြီးပေါ်1400ကျော်ကိုတစ်နှစ်အတွင်းရှင်းပခဲ့ရတယ်။ပြီးတော့ဒါအပြောမဲလိုက်တာမဟုတ်ပဲကက်ပရီတစ်ခုဖြစ်လာတယ်။အဲမားလေးလည်းရုံတွေကိုတစ်နိုင်လောက်နေနေပြင်မယ်။ထိမရတော့ပဲစိုက်ခင်းတွေကိုဝေးရဖြစ်စီစားတော့ကြတော့တောင်ရှိရ90မှာတော့ရုံကောင်ကြီးပေါ်တလောက်ဟာနေရာနဲ့ကိုရှော့တော်နေကြပြီ။စိုက်ခင်းတွေကိုဖြစ်စီလိုက်ကျွန်းနေတူလိုက်ဒီစီတော့ဖြစ်စီလိုက်လေယာတွေဖြစ်စီလိုက်နဲ့ဖြစ်စီရင်နိုင်ဖြစ်စီနေကြတော့တယ်။နေ့20အတွင်းရုံနေငယ်ကနေတိုင်းနေစီတူပွားလာပြီ။ဒေတာတွင်ကအပင်နဲ့ကျိစံနေညို့တယ်မဲ့ပေးရနေရင်းဆိုင်လာရတယ်။ဒါပေမဲ့ကန်ကောင်းတဲ့အစတင်ကတော့ထောင်ရှက်ခွဲစတင်မှာဒီဆုံးတော့ခဲ့ပြီ။သူတွေဝိုင်းဆဲမဲ့တန်ခါနဲ့လွတ်သွားခဲ့တယ်။ခင်းတော့ပါချင်းတွေကဘိုးဆိုးလာခဲ့ပြီ။အစိုးရကတော့ရုံဖတ်မှုစုကြည်ပြရဲ့အထီကိုထလာခဲ့တယ်။ဆိုင်ကံပြတိုက်ထားလောက်ခွင့်ပြုခဲ့တယ်။ထောင်ရှက်89ခုနှစ်မှာတော့ဒီချင်းတွေဆိုယူဖြစ်ရှင်းနိုင်တဲ့သူတော့တောင်းခွင့်ပြင်မဲ့လို့ဂျင်းညာခဲ့ပြင်ပဲဘလို့မှပြင်ရှင်းနိုင်ကြပါထောင်ရှက်90နောက်ပိုင်းမှာတော့ဆိုရတာရုတ်တက်ခွဲကောင်တွေကပြည်ရယူပြီးတက်နိုင်လို့ဖြည့်ရှင်းနေကြတယ်။1900ပြည့်နှစ်မှာတော့ရုံတွေကနိုင်ငံနောက်ပိုင်းမှာမရှိသလောက်တေပါရခဲ့တယ်။ပြီးတော့သူတို့ရဲ့ပြန်မဝင်နိုင်အောင်1900ခုနှစ်ကနေ1908ခုနှစ်အထိချန်စီယိုတုံးခုကဟဲ့။ပြီးတော့အချင်းတွေနေဝမ်းမဲ့ထဲလာ။ချုပ်ကောင်တွေကချန်စီယိုပကခင်နေရနေရောက်တဲ့ကောင်ရောက်ချန်စီယိုအကျွန်းတူပြီးကြော်တဲ့ကောင်ကကြော်တယ်။စင်ကူလိုပဲဖတ်တာဖတ်တင်ခဲ့ပိုဆိုးလာတဲ့အချိန်တွေကိုပြရှင်းမှုအတွက်ဒီလိုက်မစောကိုတုံးပြခဲ့ရတယ်။ရုံတွေကိုမီးရှို့တာကျွန်းတွေကိုပုံနဲ့ခွဲတာနဲ့စိတ်ရှက်မလို့လို့ချွေတာပြီးတော့ကောင်းကင်ကနေအစိမ့်ငွေဖန်ချတဲ့အထီကိုဘယ်လိုခဲ့တာ။ဒါပေမဲ့ပဲဒီလိုက်မှာမတေချာတရားမှုမရှိခဲ့ဘူး။1950မှာတော့ရုံကောင်းကြီး1 billion တီကိုတူပွားလာခဲ့တယ်။ဒါနဲ့သူတို့ကမထုံမတ6လောက်ခေါ်တဲ့ဘတ်တမျိုးကိုတည်ချင်းပြီးတော့ရုံတွေကိုချိုးပေးရတယ်။ဒါရုံကောင်းကြီးပေါင်း99ရာခိုင်နှုန်းကိုရှင်းလင်းပြနိုင်ခဲ့တယ်။ပြီးတော့ကောက်ရလဲမိရဲ့အထီကိုရောချသွားခဲ့တယ်။သူ့ပဲကံကောင်းစွာနဲ့ပဲတရားနှုံတော့ရုပ်ပြပန်ရဲဆိုခဏရှိသွားပြီ။တိုင်းရကတလောက်ထီကိုပြန်လဲမြုံပေါ်လာခဲ့တယ်။အဲ့လိုနဲ့1990မှာတော့ ISTV လို့ခေါ်တဲ့ Vice Dismill ဒီထွင်ပြီးတော့ကျုံတွေကိုထိုးပေးခဲ့ဒီခါမှလည်းရုံ90ရာခိုင်နှုန်းထီကိုရှင်းနေပြနိုင်ခဲ့တယ်။အဲ့မဲ့ချန်ရှိနေတဲ့10ရာခိုင်နှုန်းကပန်ရဲကိုခုခံနိုင်တော့ပြီးခေါင်းရည်ဟာလည်းပြန်လဲတူပွားလာပြန်တယ်။ဒီခုချိန်မှာတော့ Australia နိုင်ငံမှာရုံကောင်းရေးပေါင်းတန်တော့လောက်ကျချင်းနေပြီး virus စိတ်တွေနဲ့ရှင်းလင်းဖို့စူးစမ်းနေကြတော့ပါပဲပြီးတော့ကောင်းရေးထမတော်လာစေဖို့ပဲတနစ်ကိုအမေရိကန်ဒေါ်လာတန်ရလောက်ထိကိုတုံးပြနေရတော့ဖြစ်ပါတယ်တော့မက်စတင်ဆိုတဲ့အိမ်လွယ်လို့စားရပြစနာဒီပေါ်တဲ့အချက်ဆက်ကနေတောင်ပြီးဆုံးလိုက်ပဲရှေးပါတော့တယ်